တခါကတောအုပ်ကြီးတစ်ခုထဲမှာတိရစ္ဆာန်ပေါင်းစုံနေထိုင်ကြတယ်။တိရစ္ဆာန်တွေထဲမှာအခြားတိရစ္ဆာန်တွေနဲ့မတူတမူထူးကြတဲ့တိရစ္ဆာန်၃ကောင်ကတော့ဆင်၊မြောက်နဲ့ဇီးကွက်များဖြစ်ကြတယ်။အဲ့ဒီထဲမှာဆင်ကငါဟာဒီတောအုပ်ကြီးထဲမှာအင်အားကြီးဆုံးပဲ။ငါထက်အင်အားကြီးတဲ့သူမရှိတော့ဘူးလို့သူ့ကိုယ်သူဂုဏ်ယူဝင့်ကြွားစွာပြောတယ်။အရန်လဲမာနကြီးတဲ့ဆင်ဖြစ်ပါတယ်။တောထဲမှာမြောက်ကလေးတစ်ကောင်လည်းရှိတယ်။သူဟာအကောင်သေးပေမဲ့လည်းကိုတော်တယ်တက်တယ်ဆိုပြီးဘဝင်မြင့်နေတယ်။ဒီနေ့မှာဆင်ကြီးဟာမြောက်စီကိုသွားပြီးလောင်းကြတယ်။ဆင်ကြီးကမြောက်ကိုငါဟာအင်အားကြီးဆုံးပဲလို့ဒီတောထဲမှာငါထက်အင်အားကြီးတဲ့သူရှိသေးရဲ့လားလို့မြောက်ကိုပြောတော့မြောက်လည်းအညံ့မခံဘူး။ဒါနဲ့သူတို့နှစ်ကောင်ဟာဇီးကွက်ကြီးစီသွားပြီးဒီကိစ္စကိုစီရင်ဆုံးဖြတ်ပေးဖို့တောင်းခံကြတယ်။ဇီးကွက်စီရောက်သွားတော့သူတို့ကဇီးကွက်ကိုအကျိုးကြောင့်ပြောပြလိုက်တယ်။ဇီးကွက်ဟာအကြောင်းစုံကိုတည်သွားရပြီးတဲ့နောက်ပညာရှိနဲ့ဇီးကွက်ကြီးကဆင်နဲ့မြောက်ကိုမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ညောင်သီးကိုတယောက်တစ်လုံးစီတွားခုခိုင်းလိုက်တယ်။ဆင်နဲ့မြောက်ဟာဒီညောင်သီးကိုရဖို့အတွက်မြစ်ကြီးကိုဖျက်ကူးသွားကြရမှာဖြစ်တယ်။သူတို့နှစ်ကောင်ဟာမြစ်ကမ်းနဘေးနာရောက်တော့ဆင်အတွက်မြစ်ကြီးကိုဖျက်ကူးသွားဖို့မခဲရင်းပေမဲ့မြောက်ကမြစ်ကြီးကိုဖျက်ကူးသွားဖို့အခက်အခဲကြုံတွေ့နေရတယ်။မြောက်ရေမကူးတတ်မှန်ဆင်ကြီးကတည်တဲ့ဖြစ်မိတ်ဆွေရေမပူနဲ့ငါ့ပေါ်မှာတက်စီသွားမင်းကိုတစ်ဖက်ကမ်းမှာကူးဖို့မယ်လို့ပြောတယ်။ထိုအခါမြောက်ကဝမ်းသာအားရနဲ့ဆင်ကြီးပေါ်တက်စီးပြီးမြစ်ကြီးကိုဖျက်ကူးသွားကြတယ်။မြစ်ရဲ့တစ်ဖက်ကမ်းကိုရောက်သွားတဲ့အခါညောင်မင်းကြီးတပင်ကိုသူတို့တွေ့ရတယ်။ညောင်သီးကအများကြီးပဲဒါပေမဲ့ဆင်ကြီးခမများတစ်ပင်ပေါ်တမတက်တက်လို့သူ့အတွက်အခက်ကြုံနေရတယ်။ဒါပေမဲ့မြောက်ကညောင်သီးတွေကိုတွေ့လို့သူ့အတွက်အခက်အခဲမရှိလို့ဝမ်းသာအားရနဲ့ဆင်ကြီးကိုမိတ်ဆွေကြီးဘာမှမပူနဲ့ငါအတွက်အခက်အခဲမရှိဘူးလို့ပြောပြီးညောင်သီးကိုတစ်လုံးစီခုပေးပြီးဇီးကွက်စီပြန်လာခဲ့ကြတယ်။သူတို့ဇီးကွက်စီပြန်ရောက်တဲ့အခါဆင်နဲ့မြောက်ဟာသူတို့သွားခဲ့ရတဲ့လန်ခဲကြီးကိုပြောပြလို့ဇီးကွက်ကြီးကပညာရှိစွာနဲ့သူတို့ကိုလောကကြီးမှာအသက်ရှင်နေထိုင်တာကိုအထင်မကြီးကြနဲ့ကိုလည်းအထင်မသေးကြနဲ့ကိုနေရာနဲ့ကိုတဦးနဲ့တဦးစီလုံးညီညွတ်မှုရှိရင်ကိုလိုချင်တဲ့အရာအလုံးကိုအကုန်လုံးရနိုင်တယ်လို့သူတို့နှစ်ယောက်လုံးကိုတွင်တင်ဆုံးမလိုက်တယ်။အဲ့ဒီချိန်ကစားပြီးစင်ကြီးနဲ့မြောက်ဟာကိုဘယ်တော့မှအထင်မကြီးကြတော့ဘူး